တချင်းထဲမှာဆိုရင်လက်ခံပြီးသားဆိုလို့ရှိရင်ဝိုင်းဘွားရဲ့ပထမဆုံးစရေးပြီးပူးတဲ့တချင်းပေါ့နော်ဒီတက္ကသိုလ်အကြောင်းသူဘွားလေးမှာအဲ့တချင်းကိုစရေးပြီးတော့ကီးပုတ်လေးနဲ့ YouTube မှာစတင်တာပေါ့ဆိုတော့အဲ့တချင်းလေးကတော့ဘွားရဲ့ဒီနေ့ဒီချိန်ဒီမမတ်ရဖြစ်သွားတာပေါ့နော်ဆိုကရတီကို8နှစ်မှာစပြိုင်တာပေါ့910မှာစပြိုင်နေဆိုတော့အဲ့မှာမဟာဂီတတို့မဟာဂီတမဟုတ်သေးဘူးကျိုးတို့အဲ့တချင်းလေးစတီးရပြီပေါ့နော်ဟောအိမ်မက်ဆောင်ရဒါအမအတွက်တွေဝိုင်းလေးဆိုတဲ့နာမည်အတွက်အောင်မြင်မှုတစ်ခုလို့ပြောလို့ရလားဒါမှမဟုတ်အဲ့ဒါမှအစပြီးလမ်းစာတစ်ခုလို့ပြောလို့ရလားနှစ်ခုလုံးပေါ့နော်အောင်မြင်မှုဆိုတာကတော့ကိုယ်တချင်းနဲ့အောင်မြင်တာတော့မဟုတ်သေးပါဘူးဒါပေမဲ့ဝန်လီတို့လိုမျိုးပေါ့နော်နုပညာလုံးချင်တယ်ဘယ်ကနေစလျှောက်ရမယ်မသိတဲ့လူတစ်တယောက်အတွက်ကတော့ဒီလိုပြိုင်ပွဲမှာကိုယ့်ရဲ့နာမည်လေးတစ်ခုကိုလူသိသွားတယ်ဆိုတာလဲအထိုက်အလျောက်တော့သဘောကျမိတာပေါ့နော်ဘဝမှာလို့အရင်လိုချင်ရင်လည်းမဖြစ်ဘူးကိုအရင်ရကျင်တဲ့လိုချင်တဲ့ဇောများလို့ရှိရင်လည်းမရအောင်ဒီဘဝပေါ်မှာအလိုက်တင်စီးမျောပြီးတော့မှလေအကောင်းဆုံးရှင်တန်လိုက်မယ်ဆိုလို့ရှိရင်လေအဲ့ဒီအရာကိုယ့်စီကိုအလို attract ဖြစ်ပြီးရောက်လာအားလုံးလဲ flexible ဖြစ်မဲ့ဟာမျိုးရွေးရတဲ့အခါမှာကိုဆိုချင်တဲ့စင်တင်ချင်တဲ့ဥပမာနှင်းမျိုးလိုသချင်းလေးတွေဆိုရင်ဆိုခွင့်မရဘူးအဲ့တော့ကိုစီနီယာမတွေနဲ့ပြောဖြစ်တယ်ပေါ့တချို့သချင်းတွေကြတော့ playlist အနေနဲ့ပဲထုတ်လို့ရပြီးတော့ဖြောပြေးတင်ဆက်ပြီးတော့စင်ပေါ်မှာတင်လို့မရတဲ့သချင်းတချို့လည်းရှိတယ်ခန်းစားချက်ပြင်းပြင်းနဲ့ပညာပြည့်တဲ့သချင်းမျိုးဖန်တီးရတာကိုကြိုက်လာဒါမှမဟုတ်လူတိုင်းစားသုံးနိုင်တဲ့အနေအထားတစ်ခုဖန်တီးရတာမျိုးကြိုက်လာအမဆိုရင်နှစ်ခုတည်းကတစ်ခုမဖြစ်မနေရွေးရမယ်ဆိုလို့ရှိရင်တော့ကိုစိတ်တိုင်းကြဖြစ်ပြီးတော့သူများမကြိုက်လဲကိုစိတ်တိုင်းကြဖြစ်တဲ့ဟာကိုဖန်တီးရတာကိုပိုကြိုက်တယ်